အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Granny ဘာသာစကားကိုထပ်ပြီးတော့လေ့လာကြမယ်နောက်ထပ်ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်မအဓိကသင်ပေးချင်တာကတော့ကျွန်မတို့တွေဒီ Granny စကားပြောတဲ့အချိန်မှာပေါ့နော်ဘယ်လိုမျိုး grammar structure ကိုသုံးပြီးတော့ပြောထားရှိလဲဆိုတာကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီနေရာမှာဗမာစကားနဲ့ Granny ဘာသာစကားနဲ့မတူညီတဲ့ပေါ့နော်ကွဲပြားတဲ့ grammar structure လေးတစ်ခုရှိတယ်ပေါ့နော်ကျမတို့မြန်မာစကားမှာဗမာစကားမှာပေါ့နော်ဗမာစကားမှာဆိုလို့ရှိရင်ဒီ subject object verb ဒီလိုမျိုးလာတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ဒီငါเจ้าကိုသွားတယ်ပေါ့နော်ငါเจ้าကိုသွားတယ်ဆိုလို့ရှိရင်ကျမတို့ကဒီပြုလုပ်တဲ့ क्रिया ကိုနောက်ဆုံးမှာထည့်ပြီးတော့ပြောလို့ရှိရပေါ့နော် subject လာတယ်ပြီးတော့နောက်မှာဒီ object လာတယ်ပြီးတော့နောက်ဆုံးကျမှဒီ क्रिया တစ်ခုခုလိုက်တယ်ပေါ့နော်ဒါကတော့မြန်မာစကားပြောတဲ့အချိန်မှာဥပမာဆိုလို့ရှိရင်ငါပန်းသီးကိုစားတယ်ပေါ့ဒီလိုမျိုးဆိုလို့ရှိရင်လေကျမတို့ကဒီ verb ကိုအလယ်မှာမထားဘဲနဲ့နောက်ဆုံးမှာထားလေးထားရှိရပေါ့နော်ဒါကတော့မြန်မာစကားမှာပြောတဲ့ပုံစံမျိုးပေါ့ဒါပေမဲ့ကျမတို့ Granny မှာကျတော့သူကအင်္ဂလိပ်စကားနဲ့ဒီ grammar structure နဲ့ဆင်နေပေါ့နော်အင်္ဂလိပ်စကားမှာဆိုလို့ရှိရင်ကျမတို့ကပုံမှန်ဆိုရင်ပေါ့နော်ရေပူရအဖြစ် subject verb object ဒီလိုပုံစံမျိုးနဲ့သွားတယ်ပေါ့နော်ဆိုတော့ Granny စကားမှာဆိုလို့ရှိရင်လည်းကျမတို့ကဒီလိုမျိုးနဲ့ပဲပြောတာရှိတယ်ပေါ့နော်ဆိုတော့ subject လာမယ် verb လာမယ် object လာမယ်ပေါ့ဥပမာဆိုလို့ရှိရင်ငါထမင်းစားတယ်ပေါ့နော်ငါထမင်းစားတယ်ဆိုတဲ့စကားကိုကျမတို့ဘယ်လိုပြောမလဲဆိုတော့ဒီမှာကျမပြောတဲ့ဥပမာလိုပဲဗမာစကားမှာဆိုလို့ရှိရင်ငါထမင်းစားတယ်ဒီမှာကျတော့ကျမတို့ဒီငါကတော့ subject ဖြစ်တယ်ထမင်းကတော့ညမှာ object ပေါ့နော်နောက်ဆုံးကျမစားတယ်ဆိုတာကရိယာနောက်ဆုံးကျမဗမာစကားမှာထားပြီးပြောလို့ရှိတယ်အဲ့ဒါမှကျမတို့ Granny မှာဆိုလို့ရှိရင်ကျမတို့ကဟိုတက်ကကျမပြောသွားတယ်ငါဆိုရင် va ပေါ့နော် va စားတယ်ဆိုရင် a ပေါ့နော် a ပြီးတော့ထမင်းကကျတော့ d ပေါ့နော်ဆိုတော့ va a d ပေါ့ဆိုတော့ဒီနေရာမှာကျမတို့ဒီဘာသာစကားတစ်ခုရဲ့ကွဲပြားချက်ကိုကြည့်မယ်ဆိုလို့ရှိရင်တစ်ခုက subject object verb လို့သွားတယ်ကျမတို့ Granny စကားမှာကျတော့ subject ရဲ့verb ရဲ့ object ရဲ့ပေါ့နော်ဆိုတော့ဒီလိုမျိုးပုံစံမျိုးနဲ့နည်းနည်းလေးကွဲတာမျိုးလေးရှိတယ်ပေါ့နော်ဒါကတော့ဒီ Granny စကားမှာအများဖြစ်သုံးတဲ့ဒီ grammar structure ဖြစ်တယ်ပေါ့နော်ပုံမှန်ကျမတို့နေ့စဉ်စကားပြောတဲ့ထိကြလို့ရှိရင်ဒီလိုပုံစံမျိုးအမြင်သွားတယ်ပေါ့နော်subject verb object ပေါ့နော်ဒီဟာလေးအမြင်နဲ့ပြောတယ်ပေါ့ဆိုတော့ဥပမာဒီကျမတို့က Granny ရဲ့ဒီ क्रिया တော်များပေါ့နော်ပြုလုပ်တဲ့ क्रिया တော်များစားတယ်သွားတယ်လာတယ်ဒီဟာတွေပေါ့နော်ပြီးလို့ရှိရင်ကျမတို့စတင်တယ်အစရှိသဖြင့်ဒီလိုမျိုးတွေကိုရသွားပြီဆိုလို့ရှိရင်ကျမတို့sentence လေးတွေကိုစာချောင်းလေးတွေလွယ်နဲ့တိစောက်နိုင်တဲ့လွယ်နဲ့ပြောနိုင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့နောက်နေ့ကြလို့ရှိရင်လည်းကျမကဒီGranny မှာအသုံးများတဲ့ क्रिया တွေပေါ့နော်ကျွန်တော်တို့နေ့စဉ်သုံးတဲ့ क्रिया တွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးတွေကိုကျွန်မကထပ်ပြီးတော့မျှဝေပေးတော့မှာဖြစ်တဲ့အတွက်ကျွန်မရဲ့ channel လေးကိုဆက်ပြီးတော့ကြည့်ရှုပေးကြဖို့အတွက်ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်